ဒါကဘယ်ကိုပြန်မလို့လဲတငယ်ချင်းတယောက်ကိုလာရှာတာ ဟုတ်လို့လားကြောက်လာရှာတာမဟုတ်ဘူးလား မဟုတ်ပါဘူး ဒါဆိုတငယ်ချင်းကဘာမှလဲ ဘယ်သူမှမဟုတ်ပါ ဘယ်သူမှမဟုတ်ရင်လည်းခဏထိုင်အောင်ချင်းဆိုတာမကြည့်တော့ဘူးလား ဘူးမကြည့်တော့ပါဘူးအိမ်ပြန်နောက်ကျမှဆိုလို့သွားလိုက်မယ်နော် ကြည့်ဖြူ ဟဲ့ဒီဘလို့ရောက်လာလဲ ကျွန်တော်သူ့ချင်တဲ့သူပဲဗျာညံ့အောင်လာရတာပေါ့ဒါနဲ့ဟိုနေ့ကဘာလို့ပြန်သွားလဲ ဒီသားကိစ္စကြီးမပြောပါနဲ့တော့ ဒါဆိုရင်အစ်တက်တော့ကိစ္စတွေပြောလို့ရတယ်ပေါ့ ဘာပြောလို့လဲ ဘာမှမဟုတ်ပါဘူးကျွန်တော်တို့ညတဲ့တချင်းတစ်ပေါက်ဆိုဝေးပါလားလို့ ရှင်ဒီပြောဆိုပြရမှာ ဟုတ်တယ်လေကြည့်ဖြူမှာအဲ့လိုစုံနေလာတဲ့ရည်ချင်းရှိနေတာပဲလေ အစမပြေတော့ပါဘူးကိုတူငယ် ဘာလဲစိတ်ပူနေတာကြည့်ဖြူရဲ့ခုမှလေကိုပဲရှိုးလို့ရဲရှိတယ်ကြည့်ဖြူအတန်သွင်းချင်အောင်တင်းလို့ရ အချင်းကတော့ဆိုချင်ပါတယ်ဒါပေမဲ့မမီခွင့်ပြုလို့မရှင်ဘူး အဲ့အားလေးဘာတွေတိုင်ပင်နေဦးမှလဲကြည့်ဖြူရဲ့နေပါဦးဒီခေတ်ကြီးတန်းပါလေချင်းဆိုတော့ကိုဆွဲမချင်းနဲ့ကိုလုံးလို့မရဘူးလား အဲ့ဒါကျမကိစ္စပါ sorry ပါကျွန်တော်စကားပြောတာမှားပါတယ်ဟောတောင်းမှမှာနော်ဒါနဲ့ကျွန်တော် phone password လေးခဏဖွင့်ပြလို့ရတယ် ဘာလို့မလို့လဲ ကျွန်တော်သူများ privacy မထိတတ်ပါဘူးခဏလေးဖွင့်ပြီနော်ဒါကျွန်တော်ဖုန်းနဲ့ပဲတခြားမထားလိုက်ဘူးနော်ကျွန်တော်ပြောတဲ့တချင်းကိစ္စအဆင်ပြေလို့ရှိရင်ကျွန်တော်ဖုန်းဆက်လိုက်နော်ကျွန်တော်သွားပြီ ဦးနံပါတ်လေးပေးပါလို့ပြောရင်ရှာနေဟောက်အိုက်တင်ကလုတ်သွားသေးတယ်လူလည်းမသိပါဘူး သမီးတယောက်တည်းသင်တန်းကိစ္စတွေမလုပ်ဖဲနဲ့တချင်းကြက်နေတာဘာသဘောလဲကြည့်ပြီ ကွန်ပျူတာကျင်းနဲ့ပြင်းလာလို့နည်းနည်းစိုးကြည့်တာပါမမီ ကြည့်ပြီသမီးမာမီကိုစိတ်ပြအောင်လုပ်နေတာလားအဲ့လိုကိစ္စတွေကိုမမီမကြိုက်ဘူးလို့ဘယ်နှခါပြောရမလဲဟမ် ဟုတ်မမီသမီးတောင်းပန်ပါတယ် မမီသမီးကိုဘယ်လောက်ထိရည်ရွယ်ထားရဲဆိုတာကိုသမီးအသိဆုံးနော်ဒီနှစ်ကုန်ကြရင်မမီဆိုင်ခွဲအသစ်ဖွင့်မှာအဲ့ဒီဆိုင်ခွဲကိုသမီးကပဲဦးစီးရမှာအဲ့တော့အလုပ်အတွက်လိုတာတွေကိုပဲလေ့လာစေချင်တယ်တခြားမဟုတ်တာတွေလုပ်နေတာကိုမမီလုံးဝမလိုချင်ဘူးနော် ဟုတ်ကဲ့ပါမမီ ဒါနောက်ဆုံးဖြစ်စီကြည့်ပြီ ဟာကြည့်ဖြူတကယ်ရောက်လာပဲ မလာရဘူးလားအဲ့ဆိုပြန်လိုက်မယ်နော် ပြန်လိုက်ပါနဲ့ဗျာလာထဲဝင်လာလာမယ်ဆိုတော့လည်းကြိုပြောပေါ့ကျော်လာကြုံမှာပေါ့ အားနဲ့လိုပါကိုတူငယ်ရဲ့ ဘာအားနဲ့ကြလဲလို့လဲကြည်ဖြူရဲ့ကြည်ဖြူနဲ့ကျွန်တော်နဲ့တရားတော်ရင်းနှီးနေပြီပဲဟုတ်ကျွန်တော်စတူဒီယိုလာတဲ့အတွက်ကျေးဇူးတင်တယ်နော်ကြည်ဖြူဒါကျွန်တော်စတူဒီယိုလေနောက်ဆိုရင်ကြည်ဖြူအတန်သွင်းချိန်လည်းရတယ်ချင်းဆိုချိန်လည်းရတယ်ကြည်ဖြူဖြစ်ချင်တာအကုန်ပြောကျွန်တော်ဖြစ်အောင်လုပ်ပေးမယ်နော် ကျေးဇူးတင်ပါတယ် ဒါဆိုကျွန်တော်နဲ့တူတချင်းတွဲဆိုဖို့လက်ခံလိုက်ပြီပေါ့ တကယ်ကြီးဆိုရတော့မှာပေါ့နော် တကယ်ကြီးဆိုရမှာပေါ့ဟိုတစ်ခါတော့ကျွန်တော်ကန်လိုင်းခတ်တော့
နေပါကြီးလား အဲ့တော့ကကြည်ပြူကမဆိုဘူးလို့ပြောလိုက်တော့တခြားတယောက်ကိုပေးဆုလိုက်ပြီးထင်နေတာ ကျွန်တော်ကကြည်ဘူးနဲ့ပဲဆိုချင်တာလေဒါနဲ့ IT ဆရာရောခက်ပြချင်းရပြီလားချင်းဆိုတာလောက်တော့ဘာမှမဖြစ်တော့ပါဘူးကြည်ဖြူရဲ့ကြည်ဖြူဝါသနာပါတော့ဆက်လို့နော် အခွင့်အရေးရတဲ့တော့ဆိုကြည့်မှာပေါ့ ဒါဆိုရင်ကျွန်တော်တို့ချင်းစားဆိုကြတော့မလား